အရန်ပျော်လို့မတို့လာပြောတာပါရှင်ဒီတစ်ခေါက်ရတဲ့အထဲမှာ6လက်မဆိုင်ငရုံးစုံနေအများကြီးရောက်ထားတယ်เนาะအဲ့တော့လက်ကားလိုချင်တဲ့မမတွေလိုတလောက်ရပါမယ်ရှင်စေးသား quality ကလည်းပုံမှန်မြင်တဲ့အတိုင်းပဲเนาะလုံးဝပြောင်ချောဣဆက်ပြီးတော့စေးသားကိုလုံးဝမခိုးမကတ်ထားတဲ့ပုံစံပါเนาะဒီအယောင်ကစေးတွေဘလောက်ပဲရှာရှာမတို့စေးလုံးဝမခိုးထားဘူးเนาะအဲ့လိုမျိုးအသား quality မျိုးကိုမတို့ပေါ်ပေါ်လောလောရမှာပါရှင်ပစ္စည်း quality ကိုလည်းလုံးဝစိတ်ချယုံကြည်ပြီးမှားလို့ရတယ်ဈေးနှုန်းကလည်းသူများထက်လုံးဝမများစေရဘူးဈေးသက်သာစေရမယ်ပေါ့နော်အဲ့တော့အခုမှစလုံးတယ်မမတွေညီမလေးတွေကိုလည်းစလုံးကြည့်ပါအရေးကြီးတာကကိုကစလိုက်ဖို့ပဲပေါ့နော်အဲ့တော့ပြည့်စုံနေဖို့မလိုဘူးအရင်နီးလည်းအများကြီးရှိနေဖို့မလိုဘူးပေါ့နော်ကိုကစိတ်အားထက်တန်ပြီးတော့တကယ်စူးစမ်းခြင်းစိတ်ရှိမယ်ဆိုလို့ရှိရင်လေတစ်ချိန်မှာကိုယ့်အတွက်နေရာတနေရာဈေးကွက်ထဲမှာရလာမှာပဲပေါ့နော်အဲ့တော့စိတ်တက်လည်းမကြနေနဲ့စချင်းအရင်နီးနေလို့ဆိုပြီးတော့မစပဲလည်းမနေနဲ့ပေါ့နော်အဲ့တော့မမကတသိန်းဘူးဝယ်တာနဲ့လက်ကားစီးနဲ့ရောက်ချပေးနေပါပြီရှင်အသေးအားစပြီးအကြီးဖြစ်လာတာမို့အတူတူစူးစမ်းပြီးတော့သွားကြမယ်နော်အားလုံးကျေးဇူးတင်ပါတယ်တတ